နွေရောက်ပြီဆိုတာနဲ့ခေါင်းခွဲမတက်ပူလုံးနဲ့ကျွန်တော်တို့ရဲ့နိုင်ငံမှာဒီအပူဒဏ်ကိုအန်တုပြီးအနိုင်ယူဖို့အတွက်တဘာဝကပေးထားတဲ့လက်ဆောင်တစ်ခုရှိပါတယ်။ဒါကတော့မကြီးသီးပဲဖြစ်ပါတယ်။ရိုးရာမပြတ်မကြီးဖြော်ရည်လေးတစ်ခွက်ကတင့်ရဲ့ခန္ဓာကိုယ်ကိုဘလို့တောင်အကျိုးပြုသလဲဆိုတာတွေကိုဒီနေ့ဗီဒီယိုလေးထဲမှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ Hello, welcome to Thuka Health Channel. In my channel, I will continuously share knowledge and interesting information related to health. So I invite you to subscribe and stay tuned for more updates. Thank you for listening. ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လေပိုင်းအညာဒေသတွေမှာမကြီးပင်တွေကအများဆုံးပေါက်ရောက်ပါတယ်။ပုံမှန်အားဖြင့်မကြီးသီးအစိမ်းအနေထားမှာဆိုရင်ချင်းပြုံးပြုံးရတာရှိပြီးတော့အမှတ်ရောက်သွားတဲ့အခါမှာချွချင်းအရသာကိုရရှိပါတယ်။မျိုးကွေးတွေအနေနဲ့ဆိုရင်တော့မကြီးချင်းနဲ့မကြီးချိုဆိုပြီးတော့ရှိကြပေမဲ့ဆေးဘက်ဝင်တာကတော့မကြီးချင်းကပိုထင်ရှားပါတယ်နော်။ဒီလိုမျိုးမကြီးသီးပေါ်တဲ့ရာသီမှာကျွန်တော်တို့မြန်မာထမင်းဝိုင်းကြီးမှာဆိုရင်မကြီးသီးစိမ်းကိုထောင်းစားကြသလိုအမဲ့ကိုလည်းဟင်းချိုချက်တာအချင်းချက်တာတွေမှာထည့်ပြီးတော့သုံးလေးရှိကြပါတယ်။မကြီးသီးမှာကဗီတာမင် C နဲ့ပိုတက်ဆီယမ်ဓာတ်ကအတော်လေးကျွယ်ဝပါတယ်။သူကခန္ဓာကိုယ်တွင်းထဲကိုရောက်သွားတဲ့အခါအပူကိုစုပ်ယူပြီးတော့အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။နောက်ထပ်တစ်ခါဝင်းနှုတ်စီအပျော်စားအဖြစ်နဲ့လည်းအသုံးဝင်ပြန်ပါတယ်။ဆေးဘက်ဝင်မှုကိုကြည့်မယ်ဆိုရင်တော့အပူကြောင့်ခေါင်းကိုက်တာကိုတက်တာစေတယ်။အသားရည်ရိုင်းရံတာတွေအတွက်ဆိုရင်မကြီးသီးမဲ့ကိုရေဖြော်ပြီးတိုက်လိုက်တဲ့အခါတက်တာစေပြန်ပါတယ်။အကောင်းဆုံးကတော့မကြီးမဲ့ကိုရေစိမ့်အနှစ်ကိုယူပြီးတော့ထညက်နဲ့စားနှိမ့်ငယ်ကိုထည့်ပြီးတော့ဖြောသောက်လိုက်တာမျိုးပါ။ဒီနေရာမှာကြားထည့်သုံးတာထက်ထညက်ကိုသုံးတာကမြန်မာစည်းညီရပိုပြီးတော့ရင်အေးစေပါတယ်တဲ့။ပြည်သက်ကြီးအရာတိုင်းမှာလေကောင်းကျိုးရှိသလိုစိုးပစ်လေးလည်းရှိပါတယ်။မကြီးသီးကဆေးဘက်ဝင်နေကောင်းတယ်ဆိုပေမဲ့လည်းရှောင်ရမယ့်သူတွေရှိပါတယ်။ပုံမှန်အားဖြင့်သွေးတိုးကြစေတောက်နေရတဲ့သူတွေအစာရင်အက်ဆစ်တဲ့ထွက်နေတဲ့သူတွေဆိုလို့ရှိရင်တော့မကြီးသီးကိုစားသုံးတဲ့အခါရင်ပူတာဆေးရနေခြင်းပြောင်းတာမျိုးတွေဖြစ်သွားတတ်ပါတယ်။ကြောက်ကယောဂအခန်းရှိတဲ့သူတွေအနေနဲ့ပိုတက်ဆီယမ်ဓာတ်များလို့ရင်မတည့်နိုင်တာမို့လို့သတိထားရမှာပါ။ပုံမှန်တစ်နေ့ကိုမကြီးဖြော်ရည်တစ်ခွက်ဒါမှမဟုတ်အနှစ်ကိုထမင်းစားစုနှစ်စုံထက်ကိုပို့ပြီးတော့မစားသင့်ပါဘူး။ကဲဒါဆိုဒီနေ့တွေမှာတော့နေပူတဲကနေပြန်လာတာနဲ့ရောင်စုံဓာတုပစ္စည်းတွေထည့်ထားတဲ့အချွေတွေကိုတောက်သုံးနေမှာထက်တဘာဝကပေးထားတဲ့မြမရွေရမကြီးဖြော်ရည်အေးအေးလေးနဲ့အပူဒဏ်ကိုအန်တုလိုက်ကြရအောင်ပါ။တန်ဆေးလုံမီးဆိုသလိုပဲအလွန်ကြုံမဟုတ်ဘဲနဲ့ချင့်ချိန်စားသုံးမယ်ဆိုရင်တော့မကြီးရည်ဟာတင့်ရဲ့နွေရာသီကိုအေးချမ်းစေမယ့်အဖို့မူကောင်းတစ်ခုဖြစ်လာမှာပါဒီလိုဘုသူဒ္ဓရစရာအကြောင်းအရာလေးတွေကိုအမြဲနားဆင်ချင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ဒုက္ခ channel လေးကို subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့ဦးနော်နောက်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြရအောင်ပါကျေးဇူးအထူးတင်ရှိပါတယ်ပရိသတ်ကြီး